အားလုံးပဲပြန်လာပါကျမရဲ့ mindset ဆန်လေးကနေပြန်လေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ပေါ့နော်ဒီဂျူကိုဘယ်တော့ဆက်တွေ့လာမလဲဆိုတဲ့ topic လေးကိုကျမကတော့ကြည့်သွားပြီးမှဖြစ်တယ်ပေါ့နော်ဒီပေါ့နော်ဘယ်တော့ဆက်တွေ့လာမလဲဆိုတာလေးကိုမကြည့်ပေးခင်ကျမလက်ရှိ current energy ကိုအရင်ကြည့်ပေးသွားခြင်းနဲ့ပေါ့နော်လက်ရှိ current energy ကိုကျမကြည့်လိုက်တဲ့အချိန်မှာပထမအဆုံးမြင်ရတာကတော့ nine of swords နဲ့ပေါ့နော် demon ဖြစ်တယ်ပေါ့နော် nine of swords နဲ့ demon ပြီးတော့ဒီဟာလေးနဲ့ဒီဟာလေးအဲ့ဒါကိုပေါ့နော်ကျမအနေနဲ့တက်သွဲလို့မြင်ရတာဖြစ်တယ်တိတ်မကြတဲ့ခင်ကကျမရဲ့ subscriber လေးတွေကျမရဲ့ follower လေးတွေကပေါ့နော်relationship ကနေအရှိန်တစ်ခုကြောင့်ထွက်ခွာလာခဲ့တယ်ကိုကထွက်ခွာလာတာပေါ့နော်ကိုကထွက်ခွာလာပြီမဲ့မထွက်ခွာလာခြင်းမဲ့နဲ့ထွက်ခွာလာခဲ့တာဥမာစိတ်စင်မပြေတဲ့ကိစ္စတစ်ခုခုရှိသွားလို့တစ်ခုခုကြောင့်မို့ပေါ့နော်အရှိတင်ပြောရလို့အဲ့လိုမျိုးအခြေအနေဖြစ်ပြီးတော့ထွက်ခွာလာတယ်ဆိုတာမျိုးကိုလာပြီးတော့တွေ့ရတာဖြစ်တယ်ကိုကထွက်ခွာခဲ့ပြီမဲ့ဒီအခြေအနေတော့ကိုကပေါ့နော်ဒီကြည်နက်နဲ့ထွက်ခွာခဲ့တာမဟုတ်ဘူးကိုအနေနဲ့ပေါ့နော်တစ်ခုခုကြောင့်သူပြောလိုက်တဲ့တစ်ခုခုကြောင့်မကျေနပ်လို့အဲ့လိုမျိုးနေထားမျိုးပေါ့နော်လာပြီးတော့တွေ့ရတာဖြစ်တယ်လက်ရှိအခြေအနေမှာကိုကထွက်ခွာခဲ့တယ်ဆိုပေမဲ့အဆင်ပြေလားဆိုတော့လည်းအဆင်ပြေမနေဘူးပေါ့နော်တကယ်ပဲညဆိုရင်တကယ်ကိုသူ့ကိုလွမ်းနေတာညဆိုရင်တော်တော်လေးကိုပေါ့နော်သူပေါ့နော်ဒီဘယ်တော့ဆက်သွယ်လာမလဲဆိုတာမျိုးကိုမျှော်လင့်နေမိတာတော်တော်လေးကိုလည်းပေါ့နော်ဒီတမွန်းကြတာဖြစ်တဲ့ကြောင့်မို့ confuse ဖြစ်နေတာအသွေးတွေများနေတာသူငါကမဆက်သွယ်လာတော့ဘူးလားဆိုတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေတွေးနေရမျိုးကိုလာပြီးတော့တွေ့ရတာဖြစ်တယ်ပေါ့နော်ပေါ့နော်အဲ့ဒီတော့ပေါ့နော်ကိုကတကယ်ကိုအဲ့တုန်းကတော့ကိုကထွက်ခွာဖို့ဆုံးဖြတ်ခဲ့ပြီမြဲလက်ရှိအနေထားမှာအဲ့လိုမျိုးလာပြီးတော့တွေ့ရတာဖြစ်တယ်ပေါ့နော်သူ့ကိုမျောနေတာလွမ်းနေတာတတိယနေတာသူကဘယ်တော့မှဆက်သွယ်လာမလဲဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလာပြီးတော့တွေ့ရတာဖြစ်တယ်ပေါ့နော်ဒုတိယအခြေအနေတစ်ခုကိုကျွန်မ the strength ဆိုတဲ့ကက်ကလေးကြားထားတာဖြစ်တယ် the strength ဆိုတဲ့ကက်ကလေးကိုကျွန်မအနေနဲ့ဘယ်လိုခံစားနေရလဲဆိုတော့ပေါ့နော်တချို့ relationship မှာပေါ့နော် break up ဖြစ်သွားတာမဟုတ်ဘူးဒါပေမဲ့အဆင်ပြေမနေဘူးအဆင်မပြေတာကိုလည်းကိုအနေနဲ့ break up ပဲလုပ်လဲရမလားဒီမှာပဲနေလဲရမလားဆိုတာမျိုးတွေပေါ့နော်အဲ့လိုမျိုးပေါ့နော်ဘာလို့ရမှာမတိတဲ့အနေအထားမျိုးကိုလာပြီးတော့ဖြစ်နေတာဖြစ်တယ်ဒါပေမဲ့လည်းပေါ့နော်အဲ့လိုမျိုးလုပ်လိုက်ဖို့လည်းမလုပ်ချင်ဘူးဖြစ်ပြီးတော့ပေါ့နော် relationship မှာတကယ်ကို struggle လုပ်နေရတာစိတ်ရှည်နေရတာငါတို့ပေါ့နော်ဒီအစင်တော့ပြန်ပြေအောင်မှာပါဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးအခြေအနေပေါ့နော်ဖြစ်နေတာမျိုးကိုလာပြီးတော့တွေ့ရတာဖြစ်တယ်ပေါ့နော်တော့ပေါ့နော်အဲ့လိုမျိုးပေါ့နော်စိတ်ချနေရတာပေါ့နော်သူဥမာသူကိုယ့်ကိုအချိန်မပေးလို့ဖြစ်ရင်ဖြစ်လိမ့်မယ်မဟုတ်ဘူးဆိုရင်တော့ပေါ့နော်သူကိုယ့်ကိုအလောက်ကြီးခဲမလုပ်တော့တာဆိုတာမျိုးပေါ့နော်ကိုယ့်နဲ့ကိုယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ပြီးတော့လက်ရှိမှာတကယ်ကိုအသွေးတွေများနေတာတကယ်ကိုပေါ့နော်ဒီ1နေနေရမျိုးကိုလာပြီးတော့တွေ့ရတာမျိုးကိုလာတွေ့ရတာဖြစ်တယ်ပေါ့နော်ဆိုတော့နောက်ထပ်တစ်ခုအနေနဲ့ကျွန်မဘယ်လိုမြင်ရလဲဆိုတော့ပေါ့နော်ဒီမှာ the death ဆိုတဲ့ကလေးကြားထားတာဖြစ်တယ် the death နဲ့ five of cup ဖြစ်တာဖြစ်တဲ့ကြောင့်မို့ဒီ relationship ဟာလုံးဝကိုပြီးဆုံးသွားပြီပေါ့နော်ပြီးဆုံးသွားပြီဆိုတော့ကတယောက်ယောက်ကလုံးဝပေါ့နော်ဒီပြတ်လိုက်ဖို့ပြောလိုက်တာမျိုးအဲ့လိုမျိုးအနေအထားမျိုးဖြစ်ပြီးတော့လက်ရှိအနေအထားမှာကျွန်မရဲ့ subscriber တွေဒီဆုံးချုံမှုတစ်ခုဖြစ်ထားတယ် relationship မှာဆုံးချုံမှုတစ်ခုဖြစ်ထားတယ်ဆိုပြီးတော့လာပြီးတော့တွေ့ရတာဖြစ်တယ်ဒီပြတ်တော့သွားတော့ဒီဆုံးချုံသွားတဲ့ relationship ဒီကကိုကခုနှလုံးသားကိုမပေးချင်တော့လို့မဟုတ်ဘူးဆိုရင်သူကသူ့နှလုံးသားကိုတိတ်မပေးချင်တော့လို့ဆိုတဲ့အကြောင်းအနေထားကြောင့်ပေါ့နော်ဒီ relationship ဟာအဲ့လိုမျိုးဖြစ်သွားပြီးအဲ့လိုမျိုးဖြစ်ပြီးတော့လက်ရှိမှာ1နေနေတာနောင်တရနေတာမဟုတ်ဘူးဆိုရင်တော်လေးကိုစိတ်ညစ်နေတာဆိုတာမျိုးလာပြီးတော့တွေ့ရတယ်အဲ့လိုမျိုး break up လုပ်လိုက်ပြီးမယ်ကိုအနေနဲ့ပေါ့နော်ဒီ five of cup ဖြစ်တဲ့ကြောင့်အရန်ကို1နေနေတာဖြစ်တယ်ကိုကကျင်းနဲ့လို့လုပ်လိုက်တာမဟုတ်ဘူးဖြစ်တာဖြစ်တဲ့ကြောင့်မို့ပေါ့နော်ရှိမှအရန်ကို1နေနေတာဒီ break up ဟာကိုအတွက်ဆုံးချုံမှုကြီးတခုဖြစ်နေခဲ့တာဒီ break up ဒီတချို့အတွက်ပေါ့နော်ဒီ6လပိုင်းအစတုန်းကဖြစ်ကောင်းဖြစ်ခဲ့ပြီမယ်တချို့ကတော့ပေါ့နော်ဒီ9လပိုင်းလောက်တော့ငါဖြစ်လာခဲ့တယ်လွန်ခဲ့တဲ့2လ3လကပေါ့နော်9လပိုင်းဖြစ်လိမ့်မယ်4လပိုင်းဖြစ်လိမ့်မယ်အဲ့ဒီတုန်းကဖြစ်ခဲ့တယ်ဆိုပြီးတော့လာပြောတွေ့ရတာဖြစ်တယ်ပေါ့နော်လက်ရှိအနေချာမှာကိုကပေါ့နော်ကိုယ့်ရဲ့ပတနာကိုတကယ်ကိုလွမ်းဆွတ်နေတာမျိုးကိုလာပြီးတော့သိရတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ six of cup ဖြစ်တာဖြစ်တဲ့ကြောင့်မို့အရင်တုန်းကပေါ့နော်သူပေးခဲ့ပြီးတဲ့လက်ဆောင်တွေကိုထုတ်ကြည့်နေမိတာမဟုတ်ဘူးဆိုရင်လည်းသူနဲ့ပတ်သက်ခဲ့တဲ့အမှတ်တရတွေကိုပေါ့နော်ပြန်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့ memory တွေကိုပြန်ပြီးတော့တွေးနေမိတာပေါ့နော်ပျော်ရွှင်စရာအမှတ်တရတွေကိုပြန်ပြီးတွေးနေမိတာလွမ်းနေတယ်ဆိုတာမျိုးကိုလာပြီးတော့တွေ့ရတာဖြစ်တယ်ပေါ့နော်။အခြေအနေမျိုးဖြစ်နေခဲ့တယ်ဆိုရင်ပေါ့နော်ပေါ့နော်ဒီအဲ့လိုအခြေအနေမျိုးဖြစ်နေခဲ့တယ်ဆိုရင်ဘာဆက်ဖြစ်မလဲဘယ်တော့လောက်ဆက်သွယ်လာမလဲဆိုတာကိုကျွန်မတစ်ချက်ကြည့်ပြီးသွားမှာဖြစ်တယ်ဒီမှာပေါ့နော်ကျွန်မနောက်ဆုံးအခြေအနေတစ်ခုကဗာမြင်ရလဲဆိုတော့ပေါ့နော်ဒီမှာ the fool ဆိုတဲ့ကက်ကလေးကြထားတာပဲတကြောင်မို့ပေါ့နော်တချို့ single လေးတွေဖြစ်တယ် single လေးတွေဆိုတာကပေါ့နော်ကိုယ့်ရဲ့ crush နဲ့ပေါ့နော်ဒီ situationship ဖြစ်ပြီးတော့အဆင်မပြေသွားတာအဲ့လိုမျိုးအနေအထားမျိုးပေါ့နော်အဲ့လိုမျိုးအနေအထားမျိုးဖြစ်ပြီးတော့ပေါ့နော်ငါသူနဲ့ပဲသူငါ့ကိုဆက်သွယ်လာမလားဆိုပြီးစောင့်နေတာ
အဲ့လိုမျိုးအနေထားမျိုးကိုလည်းဒီမှာလာပြီးတော့တွေ့ရတာဖြစ်တယ်ပေါ့နော်ပေါ့နော်ကျွန်မပြောခဲ့သလိုပဲတဖူးဆိုတဲ့ကကလေးကြထားတာဖြစ်တဲ့ကြောင့်မို့ပေါ့နော်တချို့ single လေးတွေကပေါ့နော်ကိုပေါ့နော်ကိုမျောလင့်နေတော့ပါစင်ဘယ်တော့လောက်ဆက်တွယ်လာမလဲကိုရဲ့ crush ကပေါ့နော်သူနဲ့စကားတွေပြောခဲ့တာဟုတ်တယ်ဒါပေမဲ့ပေါ့နော်ရုပ်တရက်ကြီးဆက်တွယ်ပြတ်သွားတော့ဘယ်တော့ဆက်တွယ်လာမလဲဆိုတဲ့လူမျိုးတွေလည်းပါနေလေဆိုပြောလာပြီးတော့တွေ့ရတာဖြစ်တယ်ဆိုတော့ပေါ့နော်ဒီမှာပေါ့နော်ဒီပေါ့နော်အဲ့လိုမျိုးအခြေအနေဖြစ်နေခဲ့တယ်ဆိုရင်ဘလို့သူဘယ်တော့ဆက်တွယ်လာမလဲဆိုတာမျိုးပေါ့နော်ကျွန်မတစ်ချက်ကြည့်လိုက်တဲ့အချိန်မှာပေါ့နော်ပေါ့နော်ကံကြမ္မာအပြောင်းလေးဖြစ်လာဖို့ရှိတယ် wheel of fortune ဖြစ်တာဖြစ်တယ်လုံးဝကံကြမ္မာအပြောင်းလေးဖြစ်လာဖို့ရှိတယ်ဆိုပြီးတော့လာပြီးတော့တွေ့ရတယ်လက်ရှိနေထားမှာပေါ့နော်ဒါဒီပေါ့နော်တစ်ဖက်လူရဲ့ energy လို့ကျွန်မကတော့ခန်းစားရတာဖြစ်တယ်The High Princess ကိုကြားထားတာဖြစ်တဲ့ကြောင့်မို့သူပေါ့နော်သူကအရန်မပွင့်လင်းဘူးလို့ခံစားရတယ်။သူကိုဒီလေးလုပ်နေတဲ့လူကပေါ့နော်အရန်ကြီးပေါ့နော်ဒီမပြောဘူးပေါ့နော်ဥမာတရားရခိုင်နှုန်းရှိရဲဆိုရင်လည်းတဝက်ပဲပြောတာမဟုတ်ဘူးဆိုရင်ကိုကဖြစ်လိမ့်မယ်ပေါ့နော်အဲ့လိုမျိုးအနေထားမျိုးလာတွေ့ရတာဖြစ်တယ်။ relationship ဟာအဲ့လိုမျိုးဖြစ်သွားရတဲ့အဓိကအကြောင်းအရာမပွင့်လင်းလို့ဖြစ်တယ်။တယောက်နဲ့တယောက်ပေါ့နော်ဒီပေါ့နော်တတိရှာရှာလေးပေါ့နော် communicate လုပ်ပေးပါအဲ့လိုမျိုးဆိုရင်အများကြီး relationship ဟာပိုပြီး healthy ဖြစ်လာနိုင်မယ်ဆိုတဲ့ message မျိုးကိုလည်းလာပြီးတော့ပေးနေတာဖြစ်တယ်ပေါ့နော်ဘူးဆိုရင်တော့ good dealing လုပ်နေတဲ့လူကအဲ့လိုမျိုးလူဖြစ်လိမ့်မယ်တိတ်မပွင့်လင်းတာနည်းနည်းပေါ့နော်ဒီပေါ့နော် introvert ဖြစ်တာမဟုတ်ဘူးဆိုရင်လည်း EDA ဆက်နိုင်တာသူတည်တဲ့စကားမျိုးဆိုရင်လည်းဒီစိတ်ထဲမှာပဲထားပြီးတော့ပေါ့နော်အပြင်ကိုပေါ့နော်90%လောက်ပဲပြောတာအဲ့လိုမျိုးအနေအထားမျိုးကိုလာပြီးတော့တွေ့ရတာဖြစ်တယ်ဆိုတော့ပေါ့နော်ဒီ relationship ဒီကျွန်မပြောခဲ့တော့ relationship ဒီတည်ရှာလေး communicate လုပ်ဖို့လိုတယ်တကယ်ကိုပေါ့နော်တယောက်နဲ့တယောက်ဟာမပွင့်လင်းနေဘူးဆိုတာမျိုးကိုလာပြီးတော့တွေ့ရတယ်ဟိုသူကအဲ့လိုမျိုးလူမျိုးဖြစ်တယ်ဆိုရင်လည်းသူဖွင့်ဟလာအောင်ပေါ့နော်ကိုတနည်းနည်းနဲ့ပေါ့နော်ဒီပေါ့နော်အကောင်းမို့လေးပြောပြီးတော့ပေါ့နော်နင်းနင်းညံ့လေးပြောပြီးတော့တချို့အဲ့လိုမျိုးလူမျိုးတွေဆိုရင်တော့နင်းနင်းညံ့လေးပြောပြီးတော့ထွက်လာတတ်တယ်ပေါ့နော်စိတ်ဆိုးတဲ့အချိန်ပြောတာချက်ကိုပေါ့နော်ဆိုတော့ပေါ့နော်အဲ့လိုမျိုးလူမျိုးနဲ့ဒီလင်းလုပ်နေတာသူလက်ရှိအနာကြီးမှာလည်းသူအနေနဲ့လည်းအဆင်ပြေနေတာမျိုးကိုလာပြီးတော့တွေ့ရတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကက်ကတခြားတစ်ဖက်မှာသူရဲ့ energy ဖြစ်ခဲ့တယ်ဆိုရင်အဆင်ပြေမနေဘူးသူလည်းကိုလွမ်းနေတယ်တတိယနေဆိုတာမျိုးကိုလာပြီးတော့တွေ့ရတာဖြစ်တယ်။တစ်ဖက်တစ်ချိန်ထဲမှာပဲပေါ့နော် chance of stop ဖြစ်တယ်ဖြစ်တဲ့ကြောင့်မို့သူလဲပေါ့နော်အဲ့လိုမျိုး break up ဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်လက်ရှိမှာအရင်နာကျင်နေတာအဲ့လိုမျိုးပေါ့နော်ကိုထွက်သွားတာဖြစ်တဲ့ကြောင့်မို့ပေါ့နော်သူ့အနေနဲ့လဲပေါ့နော်တော်တော်လေးကိုနာကျင်နေရမျိုးကိုလာပြီးတွေ့ရတယ်တချို့ပေါ့နော်ဒီလိုပေါ့နော်အဆင်မပြေတဲ့ဆက်ဆံရေးမှာတချို့ပေါ့နော်ကိုယ့်ရဲ့ situation ရှစ်ကနေပြီးတော့အဲ့လိုမျိုးအခြေအနေဖြစ်သွားတာဖြစ်တဲ့ကြောင့်မို့လက်ရှိမှာတို့အနေနဲ့အတော်လေးကိုနာကျင်နေရတယ်တော်တော်လေးကိုစိတ်ညစ်နေရတယ်စိတ်ဖိစီးနေရပါတယ်ဆိုပြီးတော့လာပြီးတော့ tense sock ကလာပြီးတော့တွေ့ရတာဖြစ်တယ်ပြီးတော့ပေါ့နော်ဒီတော့ The High Princess ဆိုတဲ့ဟာလေးကိုကျွန်မခန်းစားမိတာကကိုလဲမင်းကိုအရန်ကိုလွမ်းနေပါတယ်ဆိုတဲ့ကကလေးကိုလာပြီးတော့ပြောနေတာဖြစ်တယ်ပေါ့နော်ဆိုတော့ပေါ့နော်သူဘယ်တော့လောက်ပေါ့နော်ဆက်တွယ်လာမလဲဆိုတာလေးကိုကျွန်မတစ်ချက်ကြည့်လိုက်တဲ့အချိန်မှာပေါ့နော်ပေါ့နော်သူ့အနေနဲ့လည်းတကယ်ကိုပေါ့နော်2 or 1ဖြစ်တာဖြစ်တဲ့ကြောင့်ပေါ့နော်ငါဆက်တွယ်လိုက်ရမလားမဆက်တွယ်လိုက်ရဘူးလားဆိုတဲ့အနေအထားပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူ့အနေနဲ့လည်းမာနာထိခိုက်မှာစိုးတယ်အဲ့လိုမျိုးအနေအထားတွေကြောင့်ပေါ့နော်အဲ့လိုမျိုးတွေးနေရမျိုးကိုလာပြီးတော့တွေ့ရတာဖြစ်တယ်ဒါပေမဲ့လည်းပေါ့နော်ဒီပေါ့နော်801ဖြစ်တဲ့ကြောင့်သူကိုလည်းတော်တော်လေးကိုချစ်တယ်လွန်းနေရဖြစ်တဲ့ကြောင့်ပေါ့နော်မြင်မြင်ဆက်ဆံကြီးဆက်တွယ်လာလိမ့်မယ်ဆိုပြီးတော့လာပြီးတော့တွေ့ရတာဖြစ်တယ်ပြီးတော့ပေါ့နော်တချို့တကယ်ကိုပေါ့နော်ခပ်ဖြစ်တဲ့ကြောင့်မို့နိုင်ငံခြားရောက်နေတဲ့လူတွေပါလိမ့်မယ်မဟုတ်ဘူးဆိုရင်ကိုကနိုင်ငံခြားရောက်နေလိမ့်မယ်ဆိုတာမျိုးတချို့ပေါ့နော်နိုင်ငံခြားတာနဲ့ဒီလုံနေရမျိုးကိုလည်းလာပြီးတော့တွေ့ရတာဖြစ်တယ်ဒါပေမဲ့ဒီတစ်ခါပေါ့နော်သူပြန်လာပြီးတော့ဆက်သွယ်တဲ့ message phone call ဒီပေါ့နော်ရေရှည်တွားဖို့အတွက်ဖြစ်တယ်ဆိုပြီးတော့ Ace of Pentacles လေးကလာပြီးတော့ပြောထားတာဖြစ်ပြီးတော့ပေါ့နော်ဒါမှ The Emperor နဲ့ The Chariot ဖြစ်တာဖြစ်တဲ့ကြောင့်မို့ပေါ့နော်သူဒီအရန်ကိုအရေးချင်းရှိတော့အမျိုးသားလေးအမျိုးသမီးလေးဖြစ်တယ်တော်တော်လေးကိုပေါ့နော်တော်တော်လေးကိုလည်းပေါ့နော်ဒီပေါ့နော်တော်တယ်ပြီး action ကလည်းအရန်မြန်နေပေါ့နော်တခုခုဆိုရင်တော့ပေါ့နော်ဘာဆိုလဲအရန် productive ဖြစ်တော့ပေါ့နော်လူမျိုးဖြစ်တယ်ဆိုပြီးတော့လာပြီးတော့တွေ့ရတယ်ဆိုတော့ပေါ့နော်သူပေါ့နော် action ယူလာလိမ့်မယ်ဘယ်တော့လောက်လဲဆိုရင်တော့ပေါ့နော်ကျွန်မအခုလာမယ့်9လပိုင်းကိုအများကြီး strong ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ The Chariot ဖြစ်တယ်အရန်ပေါ့နော်ဒီ Ten of Cups ဖြစ်တာဖြစ်ကြမှာကိုယ်ကိုလည်းအတော်လေးကိုချက်တာဖြစ်တယ်ဒီအခုလာမယ့်9လပိုင်းကိုမင်းစီ action ယူလာမယ်ကိုမင်းကိုလည်းအရန်ချက်တယ်ဆိုပြီးတော့ပေါ့နော်ဒီတိကက်ကလေးနဲ့တိကက်ကလေးကကျွန်မကို message ပေးနေရလို့ခံစားရတယ်ဆိုတော့ပေါ့နော်အရန်ကန်ကောင်းတဲ့လူကဒီ9လပိုင်းမှာအများကြီးရှာကြလိမ့်မယ်ကိုဖတ်တနာစီကကိုမျောနေတော့ဖတ်တနာစီကနေပြီးတော့ပေါ့နော်ဒီ phone call message တချို့လူချင်းပါတွေ့ရလိမ့်မယ်အရန်ပျော်ရွှင်ရှာလိမ့်မယ်ဆိုပြီးတော့လာပြီးတော့တွေ့ရတာဖြစ်တယ်ပေါ့နော်9လပိုင်းမှာမရခဲ့ဘူးဆိုရင်တော့ပေါ့နော်ဒီပေါ့နော်9
9လပိုင်းမှာမရခဲ့ဘူးဆိုတော့10လပိုင်းဖြစ်သွားလိမ့်မယ်ဒါပေမဲ့ကျမကတော့အဒီကကျမအပြောင်းလဲဒီ9လပိုင်းမှာအများကြီးတွေ့ရတာဖြစ်တယ်9လပိုင်းအခုလာမဲ့9လပိုင်းဒီတင်ပျော်ရွှင်ရှာမယ်လားဖြစ်တယ်အခြေအနေနဲ့ပတ်သက်ပြီးတော့ဒီ cancer ရဒီကလည်းအရန်ကောင်းနေပေါ့နော်9လပိုင်းဆိုပေမဲ့ဒီဗီဒီယိုကိုကြည့်ပြီးတဲ့အချိန်ကစပြီးတင်မျောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့အခုခရေရကြီး cancer ရဒီကိုရောက်ရှိနေပြီဖြစ်တယ် cancer ရဒီကအခြေအနေနဲ့ပတ်သက်ပြီးတင်ကိုအများကြီးပေါ့နော်ကံကောင်းဖို့ support ပေးလိမ့်မယ်ပေါ့နော်အရန်ပျော်ရွှင်ရလိမ့်မယ်တင်ပျော်ရွှင်နေဆိုတာထက်ကိုပိုတော့ပျော်ရွှင်မှုမျိုးတည်ရရှိလိမ့်မယ်ဆိုပြီးတော့လာပြီးတော့တွေ့ရတာဖြစ်ပါတယ် see you in the next video ပါရှင်